Aneka zati tambara Panda vidhan anibidhan Gaha garanga vidhando Dukha zati puna puna Gaha garanga deithodhi Puna gehana kahadhi Abade Paduka Bega Kahagudan Vidingadan Vidinkarangadan Saidan Tanana Kayamizaga Nyaso Bia Bia Pibire now Ayude Achinema Wamya Wanda Chuyen Disagamu Udan Melo Kola Udan Sura Wamya Zaga Wamya Zadandra Kalapalo Doka Shelle Kanda Emo Adudi Saukadele Hedu Badawe Aya Byama Kriya Badawe Aya Go Israel Badawe Aya Allah Erilo Mia Payadakega Panzinga the land Mawaya Pansation Shapwegera Nandara Chalavi Davime Maduge Digene Divi Yamini Body Vini Ayema Time Miro Wibadana Kamatan Sibyan Light Vibadana Kamadaya Swai Tadina Tana ne Aweza ne Tana Naga Kante Lolo Alumami with the Aweza ye Tana ye Kanye when alone Yojida Aeda Tana Any Logu Bama Bawaya Pansation Bawaya Pansation Aweza Naruga Jauye Ganga to get Panzenda. Any Ganga, Yin one illusion, Yin one ever Panzema. Ganga Fusen Manshin Fusen Ebo Panzema. Panzation are Gongi Boma Mohu Ludai Nalondama or Panzation Shil. You can eat more Panzation, a wizard in that Gango, not Ruby. Aweza na kansara boa pansenshe creator nga chope chi mong phyashi lai bi nga ye siat asin thi aweza na kan do yi kong xong ya tho yauk bi lo wan myauk de saka ko udan ju ba le di body being ji ye chin yin ma 9 ရက်မြတ်ကာလပတ်လုံးညတညလုံးနေ့တစ်နေ့လုံးအဝိဇ္ဇာတနာကံတို့ရကုံဆုံးရနိဗ္ဗာန်ကိုရပြီဆိုတဲ့အကြောင်းရုပ်စဉ်းစားတော်မူတာနှလုံးသွင်းတော်မူတာကျူးရင်တော်မူတာကိုဒါဗုဒ္ဓရဲ့ပထမဆုံးဥဒန်းလို့ခေါ်တယ်ခေါ်လိုက်ပါပါလေဥဒန်းခေါ်တယ်ဒီတော့ဒုတာလေးတခုဒီထဲမှာညက်ပြောမယ်ဒီညောင်မင်းကြီးရဲ့ဒီနေရာမှာပေါက်တာအလောင်းတော်သိဒ္ဓတမင်းများကိုလုံးမနီမှာမွေးတာယသောရယဒေဝီကိုဒေဝဒဟမွေးတာကိုလုတ်တော်နောက်ပါမြင်းမီးစက်မောင်ဆန်လို့ခေါ်တဲ့ဆန္ဒအမတ်ကိုမွေးတာအဲ့ဒီလေးခုဒါတပြိုင်တည်းဖြစ်ကြတာသိဒ္ဓတမင်းများဖွားတဲ့နေ့မှာယသောရယလည်းဖွားတယ်ယသောရယနဲ့သိဒ္ဓတတို့ဖွားတဲ့နေ့မှာပဲဆန္ဒလည်းဖွားတယ်အဲ့ဒီ၃ယောက်ဖွားတဲ့နေ့တဲ့ပြိုင်တည်းဒီဘောဓိမင်းကြီးပေါက်တယ်သိဒ္ဓတဂေါရမဗုဒ္ဓကလုံဝိနေမှာဖွားတော့အင်းချင်းတော်မှာမဟာမာယာဒေဝီကကသက်ကတိုင်းကပိလောကနေကိုဝင်ရင်တော့မိဘရထံကောလိယတိုင်းကိုပြန်ပြီးတော့ဖွားမယ်ဆိုပြီးတော့
သက်ကတိုင်းကရောနီရဲ့အနောက်ဘက်မှာရှိတယ်ကောလိယတိုင်းကရောနီရဲ့အရှေ့ဘက်မှာရှိတယ်အဲ့ဒီမြေကိုဖြတ်ကူးပြီးတော့မိဘတာပြန်ဖို့လို့အသွားမှာရောနီမြေမရောက်သေးခင်လုံပြီးနီးခေါ်တဲ့အင်ဂျင်တော်ထဲမှာပိုက်ပွားခဲ့ရတာခရစ်နှစ်နဲ့ပြောမယ်ဆိုရင် BC ရဲ့အဓိပ္ပာယ်က before Jesus Christ Jesus ရဲ့ခရစ်တော်မမွေးခင်623နှစ်အလုံးမှာဒီအပင်ပေါက်ဒီညောင်ပင်ပေါက်ခရစ်တော်မမွေးခင်623နှစ်မှာသေတ္တလုံနေမှာမွေးတယ်ခရစ်တော်မမွေးသေးခင်623နှစ်မှာရသောရဒေဝဒဟမှာမွေးတယ်လို့အဲဒီလိုဗမိုင်းမှတ်တမ်းရှိပါတယ်အဲဒါကြောင့်ဒီကနေ့ဖွားဘက်တော်မောရိပင်အောက်မှာရောက်ခိုက်ဒီဗဒ္ဒကတ္တဝါမှာပွင့်တော်မူပြီးတဲ့ဘုရားလေးစုစလုံးဟာဒီနေရာမှာကြီးပွင့်သွားတာနံပါတ်1ကကုသံဘုရားဒီနေရာမှာပဲပွင့်တယ်နှစ်ကောဏဂုံဘုရားဒီနေရာမှာပဲပွင့်တယ်သုံးကကသဗ္ဗဘုရားဒီနေရာမှာပဲပွင့်တယ်လေးဂေါရမဘုရားဒီနေရာမှာပဲပွင့်တယ်ဒီနေရာဘုရားဘယ်သူပွင့်ပြီးကမ္ဘာအထူးမြတ်ဆုံးနေရာဟာဒီနေရာအဲဒါကြောင့်ပါဠိလိုပြောရင်ကပ္ပသီသဒီလိုခေါ်တယ်ခေါ်ကြည့်မြန်မာလိုပြောရင်ကမ္ဘာဥခေါင်းတဲ့ဒီနေရာမှာနော်ကမ္ဘာဥခေါင်းဆိုတဲ့ဘုရားလေးစုတို့ပွင့်ရနေရာကိုရောက်ကြကြိုက်ပါမြတ်စွာဘုရားကိုတော်မြတ်က9ရက်ကာလစနေတနင်္ဂနွေစရှိတဲ့9ရက်ကာလမှာထူးခြားတဲ့ဖြစ်ရ9ခုနဲ့မြတ်စွာဘုရားကိုအားလုံးရှ िख ိုးကြရအောင်ဗျာလေရီသောဘုရားကြီးရေးထားတဲ့ဘုရားရှ िख ိုးလေးနဲ့ရှ िख ိုးကြရအောင်အားလုံးလိုက်ဆုံးမယ်ဘုံလို့ရှင်ပဲကျွန်းတိတ်တယ်ပေါင်းခွင်စကြဝဠာနတ်မြတ်မာတို့ညီညာယုံစုတောင်းပန်မှုကြောင့်ယတုနကိုရွှွှွှဆိုသည်ဝါဆိုလပြည့်ကျွဲ့မင်းနေဝဲချမ်းမြေကြည်ပြူမန္တေယူသည်နတ်လူငြိမ်ဖို့ကိန်းပါကိုမန္တေယူကဆယ်လကြာသောမဟာသက္ကရိအလုံးစုံကလေးကြည်တာနော်မဟာသက္ကရိ68ကျုံကဆုံလာပြီတောက်ကြနေဝဲချမ်းမြေဆုံးစီလုံပြီးနေ၌မဟီလိုက်စုဝါတော်မူသည်နတ်လူအောင်မြို့လမ်းပါကိုဝါမြေမြောက်သော16နှစ်ရွယ်ပြိုနုနယ်၌သုံးသွယ်ရွှေနန်းသိမ်းမြန်ပြီလေ73နှစ်လည်းဘုံသေးလျာလူစံတော်မူ၍ရွယ်မှုနုဖြို29ဝဲလေးမျိုးနမိတ်နတ်ပြဟိတ်ကြောင့်ရွှေစိတ်ညင်ညိုဗံဝေပိုးကဝါဇိုလပြည့်ရှာမင်းနေဝဲချမ်းမြေရကုံတော်ရလုံးသည်
ဆုံးမြိုင်ပင်ရိတ်ခမ်းမာကိုတော်ရမြိုင်ပေါ်ရှောင်းနှစ်ပျော်၍ခါတော်တဘုံဝိဉ္ချိန်ကျုံကဒီနေရာလေးနဲ့ဖြတ်ပြောမယ်တော်ရမြိုင်ဆိုတာဒီဖယားကြီးရဲ့အရှိဘက်မှာနေရသရာမြေရဲ့အရှိဘက်ကတော်ကြီးအဲ့ဒါကအဲ့ဒီတော်ကြီးကိုဝဲရီအလွန်ထူတတ်တဲ့တောအုပ်ကြီးပုံလို့သဲထူတဲ့တော်အဲ့ဒီတော်ကြီးထဲမှာ6နှစ်ကြာတယ်6နှစ်တို့ကာလပတ်လုံးယေသိယဟန်ယောဂီစာဓုပရပိုက်ပေါင်းများစွာထမ်းမှာချင်းကတပည့်ခံပြီးတော့သစ္စာ၄ပါးသိနိုင်တဲ့နီးကိုရှာတာဘယ်ဆရာကမှသူ့ကိုသင်ပြမပေးနိုင်ဘယ်ဆရာကမှဘယ်ယသိကမှဘယ်စာဓုကမှသင်ပြမပေးနိုင်တဲ့အတွက်ကြောင့်ကဲငါလန်းငါဖောက်ပြီးတော့ငါကိုယ်တိုင်ငါလန်းပေါ်မှာငါလျှောက်တော့မယ်ဆိုပြီးတော့လမ်းသစ်ထွင်တာထွင်လိုက်တဲ့လမ်းသစ်ကဘာလမ်းလဲဆိုတော့မဂ္ဂင်၈ပါးလမ်းဘာလမ်းလဲ He discovered the new path by his own striving on this noble path he went on all way but many disciples, many ascetics, many easy, many sadhu. Pali lo baye sadhu lo baye no. Ari sadhu ko India sadhu sadhu lo sadhu. Tegero di salonga lamba di salonga. Sadhu sura duro raung lo ni beyar. Tapi me bamaru ka mati shara sadhu sura. ပြောင်းလောင်တဲ့စကားကြီးဖြစ်နေတယ်သူတော်ကောင်းကမပြောင်းပေါင်းအိန္ဒိယမှာသူတော်ကောင်းတွေအများကြီးရှိတယ်ဒါပေမဲ့သိတဲ့တာကိုဆရာမလုပ်နိုင်ကြဘူးအဲ့ဒါကြောင့်ကိုလန်းကိုပေါက်ပြီးတော့ကိုလန်းကိုလျှောက်တဲ့အခါဒီဥရဝေလတောကနေနေရသရာပြည့်ဖြတ်ပြီးတော့ဒီကြောင့်မင်းရင်ကြွတာဟာဥရဝေလတောကနေပြီးနေရသရာပြည့်အဖြတ်မှာလမ်းမှာညောင်မင်းတစ်ခုမှာခဏနားဝေနာနီဆိုတဲ့ရွာတကြီးရဲ့သမီးဒေါ်သူဇာတာကမြတ်စွာဘုရားကိုနွားနို့နဲ့ဆန်နေနဲ့ပြုတ်ပြီးချက်ပြီးတော့ဘာလို့ပြောရင်ဝါလို့ပေါ့တဘိုးရလာထိုးတာပါလားအဲ့ဒီဓမ္မနဲ့ထိုးသလိုပဲလက်နဲ့ဆုပ်ပြီးတော့အလုံးလှုပ်လို့ရတယ်အဲ့ဒါ48လို့အဲ့ဒါဘုံပြပြီးတော့ဒီဘောဓိပြအောင်မှာကြွတယ်အဲ့ဒီစွန်းလို့ပေါင်း48လို့နဲ့ဒီနေရာမှာ48နေသွားတာအဲ့တော့ပရမသုဘုရားမဖြစ်ခင်ဘုရားလောင်းကိုဆွန်းကတ်တာဒေါ်သူဇာတာနေခင်ကြရင်သူ့အိမ်ရှိတဲ့နေရာသွားလိုက်မယ်နော်အဲ့တော့ဒါလေးပြန်ဆိုမယ်တော်ရမြိုင်ပေါ်ရှောင်းနေပျော်၍ခါတော်တဘုံဝိစိန်ကျုံကကဆုံလာပြေစင်မင်းနေဝဲစင်မင်းနေဆိုတာဘာနေလဲဗုဒ္ဓဘုရားဖြစ်တဲ့နေ့ကိုဗုဒ္ဓအဟုပါဠိပုဒ်ပြည့်စုံထားရင်ဗုဒ္ဓရဲ့အဟုရဲ့နှလုံးပေါင်းဖာရိဇံဗုဒ္ဓအဟုအပြောက်သွားတော့ဘယ်လိုဖတ်မလဲအဲ့ဒါပဲဗုဒ္ဓဟုဆိုတာဘုရားဖြစ်တဲ့နေ့ပြောတာကဆောင်လာပြီစင်မင်းနေဝဲအဲ့ဒါကြောင့်စင်ရုပ်ခံပြီးတော့ဘုရားထုတာဗမာနိုင်ငံမှာအတော်ခက်စားတယ်နော်ဒါပေမဲ့တခြားနိုင်ငံတွေမှာခက်မစားဘူးဗုဒ္ဓဟူနေ့မှာစင်ရုပ်စင်အမှတ်သားနဲ့ဘေဒင်ဆရာတွေကသတ်မှတ်တယ်
အဲ့ဒါကြောင့်ဘုရားကိုစင်ကံဘုရားများဆိုရင်ကိုယ်ကဘုံကံကြီးမားတဲ့ဘာညာဒီလိုအယူဆတွေရှိပါတယ်ဆိုမြေပရမေပလင်ပွေထက်ရွှေညောင်တော်ကြီးဗိဒံထီနဲ့မကြီးကြည်ပြူနေတော်မူလျက်ရံမြူခပင်အမိုက်သင်းကိုအရှင်းပဲဖြောင်းအလဲပေါက်ကထွန်းတော့ဘုံတော်ပေါင်းလုံးကျော်သည်သုံးပေါ်လူတို့ညံပါကိုနည်းနည်းစကားပြောမယ်မြတ်စွာဘုရားကိုကဏ္ဍဆိုတာပြစ်ခဲနေတဲ့နှုတ်ဆွမ်းကတ်တာဘယ်သူတဲ့လဲသူဇာတာနော်အော်ဒီနေရဒရာမြည့်ရဲ့ဟိုဘက်ကမှာရွာကြီးတရွာရှိတယ်သေနာဆိုတာစစ်တပ်ပြောတာစစ်တပ်ကြီးကျယ်ဘယင်းနေချထားတဲ့ရွာကြီးကအဲ့ဒါသေနာဏိကုံးခေါ်ဏိကုံးလို့ဆိုလို့ရှိရင်ဈေးရှိတယ်ဏိကုံးဆိုရင်ဈေးရှိတယ်ဂါမရွာဆိုရင်ဈေးမရှိဘူးတတိုင်းမပါဈေးမပါရွာဟုအမည်ပေးတတိုင်းလိဆိုဈေးလိဆိုမြို့ဟုအမည်ပေးဒီလိုလားအဲ့တော့သေနာဏိကုံးသူတကြီးသမီးတော်သူဇာတာကမြတ်စွာဘုရားကိုနေရဒရာမြင့်မှရေချိုးပြီးကန္နာကသစ်ပင်ညောင်ပင်အောက်ထိုင်နေတဲ့ဘုရားကိုဘာဖြစ်လို့ဆုံးကတ်တယ်လဲလို့ဆိုတော့ဘုရားလောင်းမှသိပြီးဆုံးကတ်တာမဟုတ်သူကဟိုးဗာရဏသီကတတိသားရသနဲ့အိမ်တော်ပြုတာလုံလည်ပြီးတော့16နှစ်အနည်း20လောက်ကဗာရဏသီကတတိသားရသသေချာမတာမနေ့ကအဲ့ဒီရောက်လိုက်ပြီရသနဲ့အိမ်တော်ကြအဲ့တော့မင်္ဂလာဆောင်ပြီးတဲ့နေ့မှာကဏ္ဍနိုးစွမ်းနေချက်ပြီးတော့ညောင်ပင်ဆောင်နတ်ကိုသွားပြီးတော့အဲ့ဒီနိုးစွမ်းတင်တယ်အိမ်တော်ပြုပါပြီကျမညောင်ဆောင်နတ်မင်းရေဒီညောင်ပင်မဟုတ်ဘူးမြေကားကညောင်ပင်ညောင်ဆောင်နတ်မင်းရေပထမမဆုံးမွေးတဲ့ကလေးဟာယောက်ျားလေးမွေးပါရစေလို့ဆုတောင်းတာမင်္ဂလာဆောင်ပြီးတဲ့ညမှာအဲ့တော့ဘုရားမပွင့်ခင်16နှစ်19နှစ်18နှစ်အဲ့ဒီလောက်ကလို့ဘုန်းကြီးတို့ခမ်းမန်းလို့ရတယ်ဘုရားလောင်းလို့ကလိုက်တာမဟုတ်ဘူးနော်ညောင်ဆောင်နှကလိုက်တာဘုရားလောင်းကလည်းပဲဆုံးနေပါလေပြန်စားပြီးတော့ကျင့်တော့အသားရည်ကပြီးပြီးဖြိုးဖြိုးဖြစ်လာတယ်အသားကလည်းရွှေလိုဝဲနေတယ်ပြီးတော့မြင်းတဲ့ကလည်းရေချိုးပြီးပြီးသမာဓိကောင်းတော်ရလို့မျက်နှာတွေကကြည်လင်းနေတယ်ညောင်ပင်ချေရင်ထိုင်နေတာကိုတော်သူဇာတာကဟာနတ်မင်းကကိုယ်တိုင်ဆင်းပြီးတော့ငါသမင်းစားတော့မှာပဲဆိုပျော်ပျော်ပါးပါးကြီးကတ်လိုက်တာဘုရားလောင်းသိလို့ကတ်တာမဟုတ်ဘူးဘုရားလောင်းမှန်သိလို့ကတ်တာမဟုတ်ဘူးညောင်ဆောင်နတ်ထင်ပြီးတော့ကတ်လိုက်တာဘုရားလောင်းဖြစ်နေနောက်ဘယ်တော့မှပြန်သိလဲလို့ဆိုတော့မြတ်စွာဘုရားဖြစ်ပြီးလို့မိဂရာုံလဲကြွရောဒီဗောဓိမေတ္တပတ်လည်းမှာဘယ်နှစ်ရက်နေတယ်လို့မှတ်ဘူးလဲ9ရက်ဘယ်နှစ်နေ့ရလဲ9နေရာမှနေတော့9လီဘယ်လောက်လဲ49ရက်နေပြီးတော့ရက်50မြောက်မှာမြတ်စွာဘုရားဗာရဏသီကြွတယ်ဗာရဏသီရောက်တော့ဥရဝေလတော်ထဲမှာတရားကျင့်ကြတော့ကတပည့်ဖြစ်ခဲ့မှုတဲ့ယဟန်5ပါးအယိုးကြည်ကြည်ရေခမ်းခမ်းကျင့်တာတောင်မှဘုရားမဖြစ်တာဆွမ်းစားရေချိုးအိတ်လိုက်စားလိုက်တဲ့ကျင့်ရင်တော့ဘာဖြစ်မှလဲဆိုပြီးတော့တပည့်တွေကဆရာကိုအထင်သေးတာအထင်သေးတဲ့တပည့်တွေအကုန်လုံးဗာရဏသီပြောင်းသွားမြတ်စွာဘုရားကဘုရားဖြစ်ပြီးတော့တတိရတယ်ငါတပည့်ကြီးတွေဘယ်မှာများနေကြလဲကြည့်လိုက်တော့ဘုရားတွေ့ပြီဗာရဏသီမိဂရာဟုတော့
အဲ့ဒါဆိုရင်တော့ငါတပည့်ကြီးတွေတော့ငါလိုက်မယ်ဆိုပြီးတော့လိုက်သွားတာဝါဆိုလာပြီမှာမြတ်စွာဘုရားဗာရဏသီမိဂရာကိုရောက်တယ်တို့တို့ပြောလိုက်တော့တပည့်ကြီး၅ပါးနဲ့တွေ့တယ်အဲ့ဒီမှာဓမ္မစကြာတရားဓမ္မစကြာရဲ့အနှိမ့်ချုပ်က1ဒွေမေဘိကဝေအန္တာပပ္ပစီဒေနနာသဝိတ္တပါသစ္စာတရားနဲ့ငြိမ်းချမ်းရေးရှားဖွေတဲ့ပုဂ္ဂိုလ်ကအစွန်းလို့ရအစွန်းလို့မှသစ္စာတရားဆိုတာရှားဖွေလို့ရအစွန်းလို့အောင်မရှောင်နိုင်လို့ရှိရင်သစ္စာအမှန်တရားလည်းမရနိုင်ဘူးဉာဏ်လည်းပဲမပေါက်နိုင်ဘူးအဲ့ဒီအစွန်းနှစ်ဘက်ကဘာလဲလို့ဆိုလို့ရှိရင် self modification မိမိကိုယ်ကိုပင်မအောင်နှိမ့်ဆက်ပြီးတော့ကျင့်တဲ့အကျင့်ဟာအစွန်းတစ်ဘက်နှစ်ကဘာလဲဆိုတော့ကာမဂုဏ်ခံစားပြီးတော့စီးစိမ်နဲ့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေတရားရဖို့ခက်အဲ့ဒါကြောင့်ကာမဂုဏ်ကိုလည်းဆွရရမယ်ခန္ဓာကိုယ်လည်းပင်မစွာနှိမ့်ဆက်ခြင်းမပြုရဘူးအဲ့ဒီအစွန်းတစ်ဘက်လွတ်အောင်ရှောင်အလယ်လန်းကလိုက် avoid the two extremes follow the middle path အလယ်လန်းဆိုတာဘာလဲဆိုတော့ eightfold noble path မဂ္ဂင်၈ပါးအလယ်လန်းဆိုတာဘာလဲအစွန်းတစ်ဘက်ကိုမှတ်မိလားတစ်ဘက်ကခန္ဓာကိုယ်ပင်မစွာနှိမ့်ဆက်ရေငုပ်လိုက်မိလုံလိုက်အဲ့ဒါအငတ်ခံအသေးခံကျင့်တာကအစွန်းရောက်တချို့ကြတယ်လဲဇိမ်ခံပစ္စည်းတွေစားသုံးပြီးတော့ကျင့်တယ်ဒါလည်းပဲအစွန်းရောက်အဲ့ဒီအစွန်းလုံးအောင်ရှောင်းမဂ္ဂင်၈ပါးနဲ့ကျင့်ညာအဲ့ဒါဓမ္မစက္ကပထမဆုံးစဟောတဲ့တရားမို့လို့အဲ့ဒါကိုစက္ကဆိုတဲ့ဘုတ်တဲ့အဲ့ဒါဝါဆိုလာပြီးနေ့မှာမြတ်စွာဘုရားမိဂရာဝမှာတရားနာတပည့်ကြီး9ယောက်ကိုစတင်ဟောတဲ့တရားကိုဓမ္မစက္က2 months after the enlightenment exactly 2 months တိတိကျကျဘုရားဖြစ်ပြီး2 လလွန်တဲ့အခါ in the Deer Park Varanasi Buddha started to turn the wheel of the truth this labor ဆိုတဲ့စိတ်ကြီးကိုစလှဲ့တယ်ဒီစကားမှာနည်းနည်းလေးချက်ပြီးတော့ဟောလိုက်နားလည်လွယ်အောင်ဒီလိုပြောပါခိုင်းပြီးတော့ဒီမဲ့လိုက်ဆိုဘုရားဖြစ်ခါမိဂဒာသို့စัจ जा ရွှေဘွားဖြန့်ချီသွား၍ငါဘဝေကြီးဆုံးအညီနှင့်မဟီအပေါင်းတိုက်တစ်ပေါင်းမှာခညောင်းကလာနတ်မြမအားဝါဆိုလာပြေစနေနေ့ဝဲကျွေးကျွေးလျံတဲ့ဓမ္မစက်ကိုမိမ့်မြွဲ့ထွေပြဟောပေါ်ကြသည်တရားနာစီယွန်းတယ်ကိုတရားနာစီစောယုံလီကသုံးမီဘုံတိုက်တပေါင်းတိုက်ဝဲကျွတ်ထိုက်သောသူနတ်လူပြမတတ္တဝါကိုခေမာပေါင်းသို့ဖောင်ကတို့ဖြင့်ဆောင်ဖို့ပြီးကဝါ45သက်ကား80စုံပြည့်ကျွယ်ကရ48တက္ကရိဝဲနေမလာတိုင်းစံနိုင်မယုတ်ကိုယ်သိနာယုံအင်ဂျင်စုံ၌ကဆုံလာပြေအင်္ဂါနေဝဲရှမ်းမြေနေဘူးစံတော်မူသည်ဝ
Wansu Bonglong Jorego. After his enlightenment, he lived as a Buddha for 45 years. Maya Pibira na Maya the Nepal Malang Nido. Listen on in the thought. And of those that are listening up only to blow ya. And those that are beyond Alu Nippon Shise. Nippon Dea the town, Nibu Gona. No? The love food and a book of Dea, Nippon Dea the town, Nibu Gona. Maniahu Babilu Lenzo. Can I poesy the softbook? Can I so that you bet can I to the poesy the softbook? Yoga to the poesy the softbook you pit. And I just of ya no so wa with Alia Wilua Yualima Wakado. Lohida Bekandiga Baba la Bodandi Wirena Maranandika. Lohida Bekandiga Sura. 3-1 Baba la Bieda Maranandika Eddie Yuama Bedila. Era Briniba Masambi Wilua Yuama Waka Grego Biaso Bayama. 3-1 yoga, 3-1 yoga ye pit. And the 3-1 yoga ye Pita Panet Dales the Basine Madamia Besiama Gulumia Dino Bea Manet Dales Alu Madai Paladamaba Wenzare Vale Fosego a Semabia Piece Arada Bosego a Semabia Piece Neighbor Ayubu Nileda Yoga in Yengo. Any low yoga in Nibio Mubida, Miaso Viaha. Now so why what your chain? Mari Bodraga, Tawadiva, Brady Basami, Chuadware, Sabana, Wajibat. Mogalanga, Yazuma, Brady Basami, Jare, Chuadware, Sabana, Wajibat. Ega Lavagaji, Naba, Leia, and Lewe in Nabaha. Payate. Chaula la so bido alo neighbor when doja bi leyon ji nasu pyot twa bi edo bayana ma edi leyon ji nasu Thariputta Moggala neya kosa neya weyu bido tawon yu twara ga Ashin Anuruddha badu le Anuruddha ga athet 150 athet shi Myaswa bayana ma thatcha makwa Ananda ne adu like Era do Jole do Yajo Tawati do Ega Tawakaji Namazawa Sabana Bido Myasa Biako Yakudina Yo Chobare Kudina Yo Cholo Kudina Yoma Redi by Samoni Jango Kudina Yoma Celebi Najaja no Era di Biashiko le Somo do Shikoya Nebu Sambi Shuma Ida Bengi Shuilo Allow Nogo Toyo Gaso Lazo Chong Yue Galone We Galone Zura Sunday Kasolabi Jore The nigga we name ma the Mibuzore. Brene Basanaga Kasolabi Vanille Yapame The Yanasi Soyon Liga Lomi Bondai The Boundai Ware Chodai Vadu Nalubiama Mandawago Kema Bambu Hongado Pien Sambo Biga Walizena The Gashi said Sombi Juega Ya Lazy shit The Garewe Neman Ladai Sanai Mayo
ကုသိဏယုံအင်ချင်းဆုံ၌ကဆုံလပြည့်အင်္ဂါနေဝဲချမ်းမြေနေဘူးစံတော်မူသည်ဝမ်းစုပေါင်းလုံးကြော်တယ်ကိုကဆုံလပြည့်ဗာနေပြိနေပါအဲ့တော့တွေ့မပြောဘူးကိုယ့်ကိုတွေ့ကစုံလာပြီအင်္ဂါနေ့မှာပြိဋိပါစံတယ်လာပြီးကြော်ဂလုံနေ့တနင်္ဂနွေနေ့မှာမလုပ်ဒေဇောဒလာနေဆိုတော့ပြိဋိပါစံပြီးဘယ်နှစ်ရက်ကြာမှမြတ်စွာဘုရားယောဂလဘိပူဇော်တယ်လဲဆိုတာတွေ့လို့ရတယ်အင်္ဂါနေ့ဆိုတော့ဟာတနင်္ဂနွေကိုလွန်ပြီးနေပြီနောက်ထပ်တနင်္ဂနွေတစ်ပတ်ပြန်ပြီးတော့ဟာလားပြန်လဲလာပြီးတော့မှဘယ်နှစ်ရက်ကြာဆိုတာကိုငါဒီနေ့ပြောမထားဘူးလျှို့ဝှက် question လေးလုပ်ထားမယ်အဲ့ဒါကုသတယုဇမှာအဲ့ဒါရှင်းမယ်နော်ဒါလည်းဒီဆိုတော့ဘုရားကြီးဘုရားရှိခိုးအကုန်မိတယ်ကဲဆူတောင်းလေးဆိုထိုခုနှစ်နေ့သာချမ်းမြေကိုစွစွေကြည်ဖြူအာယုံယူလည်းသုံးလူတို့နတ်မြတ်တဲ့မြတ်သားကိုရောဖျားကိုသုံးပါးမွန်စွာဝန်ဒနာဖြင့်နှင့်မဟုတ်ဘူးဖြင့်နော်သဒ္ဒါဖြူဖြူကျွန်ရှိခိုးသည်ကောင်းကျိုးခတ်သိမ်းကြွယ်စီသောဘဝတပံဖြစ်တုံပြန်လဲအေးกว่าတို့တွေကနောက်ဘဝပြန်ဖြစ်အောင်မှာမြတ်စွာဘုရားကိုယ်တော်များကဘဝပြန်ဖြစ်သေးလားနိဗ္ဗုဒ္ဓဆိုတာကအဲ့ဒါငြိမ်းချမ်းသွားအိုနာသေးလုံးဝလွတ်သွားပြီဘဝပြန်မဖြစ်တဲ့အတွက်နိဗ္ဗာန်ဆိုတာဒါပဲနော် totally extinguish လုံးဝချုပ်ငြိမ်းသွားတို့တွေကတော့မချုပ်ငြိမ်းသေးဘူးမျက်စိကမီးတောက်နာမီးတောက်အလားပါးစပ်ကလည်းတပြောက်ပြောက်ဆိုတော့တို့ကမီးအလွန်တောက်တဲ့လူတွေပဲအလောင်းခံအောင်မှာဆိုဘဝတပံဖြစ်တုံပြန်လဲလေးရန်အပေရှစ်သွဲရပ်ပြည့်ကင်းတုံလေး၍ရှင်ချစ်မြတ်စွာသာသနာလျင်ရောင်ဝါထိန်ဝင်းလေးရာတမှုလူကောင်းနတ်ကောင်းဘဝကောင်း၌ညွညောင်းသံတေတိဟိတ်နေ၍တိဟိတ်ဆိုတာသိလားတိဟိတ်ဆိုတာအခြေခံဘဝရဲ့အကြောင်း၃ပါးကိုခေါ်တယ်ပရိသတ်နေပြန်နေရင်လောဘနဲ့လည်းပရိသတ်နေမနေတော့ဘူးလောဘကိုပြောင်းပြန်ပါတယ်လေအာလောဘနော် non attachment ဒေါသကိုပြောင်းပြန်လာ loving kindness မေတ္တာမောဟကိုပြောင်းပြန်လာအမောဟဆိုတာ wisdom အဲ့တော့လောဘလည်းကင်းတယ်ဒေါသလည်းကင်းတယ်မောဟလည်းကင်းတယ်အဲ့ဒီလိုပရိသတ်ဒီမျိုးကိုပြန်နေရင်မြန်ကျွတ်တန်းဝင်လောဘနဲ့အမေဝါနဲ့ရောက်လာဒေါသနဲ့ရောက်လာမောဟနဲ့ရောက်လာရင်ကျွတ်တန်းဝင်ဖို့အလွန်ခက်ခဲတယ်လေတို့ဆိုတော်ဘုရားကြီးရဲ့ဆူတောင်းနေဟာအလွန်လေးနဲ့ပြီးတော့အဓိပ္ပာယ်သိရှိတယ်နော်ဆိုသုံးလူထွတ်တာမြတ်တရားနဲ့ရှစ်ပါးသံဃာယရနာကိုသရာယုကျိုးလက်ဆုံးမိုး၍ရှေခိုးပါယဤဘုံညကြောင့်ဘုရားရှိခိုးခြင်းမတူကြဘူးဘုရားဖူးခြင်းမတူကြဘူးနော်ဘုရားဖူးဆိုလာတယ်ဘုရားကြည်ရများတယ်တို့ဘွယ်ဟာဘုရားကြည်လောက်လည်းမဟုတ်ဘူး
ဘုရားဖူးတမင်ညလည်းမဟုတ်ဘုရားအကြောင်းကိုကောင်းကောင်းသိအောင်လေးလာပြီးတော့မှလာကြမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်တွေတိုးပွားမိမိတို့ရဲ့တဏ္ဍာမှာလောဘဒေါသမောဟမကောင်းတဲ့အကြောင်းသုံးပါးခေါင်းပါအောင်ကြိုးစားဖို့လာကြတာလို့ဒီလိုမှတ်ရှိခိုးပါယဤပုံညကြောင့်ဒိဋ္ဌမြဲမြင်ဘဝတွင်လည်းကင်းစင်အန္တရာယ်ကောင်းကျိုးကြွယ်လျက်ဆေဗျာကြီးပါရမီနှင့်ဆယ်လီပုံညမြတ်ဓမ္မလည်းပါရမီ7ပါးကောင်းမှု7ပါးအဲ့ဒါကိုနေ့တိုင်းပြုနေရပါလို့ဤဆိုတဲ့ဆုတောင်းဒီမှာထည့်ထားတယ်လူစည်းစိမ်ခံစားဖို့လက်စည်းစိမ်ခံစားဖို့ဆိုတဲ့ဆုတောင်းမပေါ့နော်ဆိုဆေဗျာအညီပါရမီနှင့်ဆယ်လီပုံညမြတ်ဓမ္မလည်းနေဆရွှင်ဖြိုးနေတိုင်းတိုးသည်သက်ဆိုးကြာမြင့်ရှိစေသောအဲ့ဒီမှာဇိုးလို့ဇာခွဲတစ်ချောင်းငယ်လုံးကြီးတင်နဲ့ရေးထားတာဇိုးဆိုတဲ့ပုဂ္ဂိုလ်ဇီဝကနေပြောင်းလာဇီဝဆိုတာအသက်ပဲအဲ့တော့သက်ဆိုးဆိုတာအသက်ကြာကြာကြီးရှိပါစေဒီလေးပဲမဟုတ်လားသူတော်ကောင်းတွေအသက်ရှိဖို့တော့အရေးကြီးတယ်သာဒပေဒတွေအသက်ရှိဖို့အရေးကြီးတယ်တိုင်းပြည်ကျေးဇူးပြုတဲ့ပုဂ္ဂိုလ်တွေအသက်ရှိဖို့အရေးကြီးတယ်ဒီလိုမဟုတ်လားအဲ့ဒါကြောင့်သက်ဆိုးကြာပြည့်ရှိစေသောအဆုံးဘဝတိုင်ပြန်ကလည်းပညာအရာဗိဓမာနဲ့ဗိဓမာလည်းတောင်းဗိဓမာဆိုတာရုပ်အကြောင်းစိတ်အကြောင်းကိုသင်တာဗိဓမာပါပဲကျင်ညာကြော်ကြားလူအများကိုတရားစီကြီးချိန်ချိန်တီး၍ကောင်းလိုက်တဲ့ဆုတောင်းများအဘိဓမ္မာကိုအခြေခံပြီးတော့သုတ်တန်တွေဝီနည်းတွေအကုန်ရောရှက်ပြီးတော့အသက်ရှိသမျှကာလပတ်လုံးတရားစီဓမ္မစီတစ်ချိန်ချိန်တီးလူသားတွေမိစေတပါငြိမ်းချမ်းပါစေဆိုတဲ့အနေနဲ့ဒီမှာဆုတောင်းသွားတယ်ဆိုမဲ့မိစေတတံငြိမ်းရာမှန်သည်နိဗ္ဗာန်အောင်မြို့ရောက်စေသောဒီမဲ့ကိုအောင်မြို့ဆိုတဲ့လူတစ်ယောက်ရှိတယ်ကွာတို့ရောမှာနော်ငါမေးတယ်ဟိတ်ကောင်လေလီစတော်ကြီးဘုရားရှင်ကိုမင်းကျက်ဆန်းလို့ဆိုတော့ဟာတပည့်တော်နာမည်ထည့်ရေးထားတယ်တဲ့သူကမင်းလူကောက်နာမည်လေလီဆိုတော့ဘယ်ရေးမလဲကွာလို့အောင်မြို့ဆိုတာနော်မာငါးပါးအောင်ပြီးတော့မှရောက်သွားတဲ့နိဗ္ဗာန်ကိုပြောတာလို့အောင်မြို့ဆိုတဲ့အကောင်ပြောတာမဟုတ်ဘူးဆိုအသည့်အလိမ္မာဉာဏ်ပညာနဲ့တရားသီလသုဒ္ဓပြည့်ဖြိုးဂုံတကိုယ်လဲအမျိုးလေးပေါ်တည်င်းကျော်လျက်သူတော်တို့ထုံးကျင့်သုံးတရားအမှားမလိုက်ဇရိုက်စင်ဖြူအလှရည်ဆက်လက်နဲ့မကွာရှေ့ဖြာဥပုပ်မယုတ်ကြိုးစားလေးပါးပြမစိုးလေးပါးပြမစိုးဆိုတာကဗြဟ္မစရိယတရားလေးပါးလို့ပြောလို့တယ်မေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒီတရားလေးပါးပွားများပြီးတော့ဘဝငြိမ်းချမ်းရေးရပါစေလို့ဆုတောင်းသွားတာလေးပါးပြမစိုးရှုံရှုံဆိုသည်ကုသိုလ်ကိုယ်လုံးထုံစေသော
ဒါနဲ့ပြီးလာလို့ဆိုတော့ကြီးကအကယ်၍မြတ်နိဗ္ဗာန်မရခဲ့ရင်တဲ့အရိမေတ္တယဘုရားဒီနေရာမှာနောက်တစ်ပတ်ပွင့်လင်းအောင်မယ်နံပါတ်စဉ်အားဖြင့်ဘယ်လောက်လဲငါးစုမြောက်ဘုရားအရိမေတ္တယဘုရားဒီနေရာမှာပွင့်တော်မူမယ်ဒီညောင်ဘုရားနေရာမှာကံကောပင်ပေါက်မယ်အရိမေတ္တယဘုရားကကံကောဘောဓိမှာအမိပြုတ်ပြီးတော့ပွင့်မှာတို့အင်ဒိုနီးရှားရောက်တော့ကဘောရပုရုစေတီတော်ကြီးမှာဒီလိုပတ်လည်မှာရုပ်ကြွတွေဘိုးတော်ဝင်ရုပ်ကြွတွေထွင်းထားတာရှောက်ကြည့်တော့တဏှာသောရုပ်ကြွမှာနော်နတ်သားတစ်ပါးကနတ်သားတစ်ပါးကိုတစ်ခုခုပေးနေတဲ့ပုံတွေ့တယ်အဲ့ဒါကိုအဲဒီကပြီးရှားနေလို့သူတေသနာလုပ်နေတဲ့ပုဂ္ဂိုလ်တွေကိုမေးကြည့်တယ်ဒီရုပ်ကြွကဘာလဲကွာလို့ငါမမြင်ဘူးလို့ဆိုတော့နတ်သားတွေဘုရားလောက်နတ်သားတွေနေတဲ့နတ်ပြည်မင်းတို့သိလားဘာနတ်ပြည်လဲဒုသိတာအဲ့ဒီဒုသိတာနတ်ပြည်မှာတဲ့ဂေါရမဘုရားအလောင်းနတ်သားလည်းပဲအဲ့ဒီမှာပဲနေခဲ့တယ်တဲ့အဲ့ဒီကနေပြီးတော့အမေဝန်ဆင်းလာမနောပွဲမဲ့အရိမေတ္တယဘုရားလောင်းနတ်သားလည်းပဲအဲ့ဒီမှာပဲရှိတယ်တဲ့ဆိုတော့အရိမေတ္တယဘုရားကနောက်မှပွင့်မှာဆိုတော့အရိမေတ္တယဘုရားအလောင်းကနောက်ကျတို့ဂေါရမဘုရားအလောင်းကရှေ့ကရောက်နေဒါပေမဲ့သူကလူနတ်ပြည်ကနေလူပြည်အရင်ဆင်းရမှာဆိုတော့အဲ့ဒီဒုသိရနတ်ပြည်ကြီးကိုအုပ်ချုပ်ဖို့နတ်မင်းအဖြစ်နဲ့နေနေတာအဲ့တော့ငါလည်းလူပြည်ဆင်းတော့ပဲကွာငါအုပ်ချုပ်တဲ့ဒုသိရနတ်ပြည်ကြီးမင်းမဲအုပ်ချုပ်တော့ဆိုပြီးတော့ power transfer လုပ်တာဘာလုပ်တာအာဏာလွှဲပြောင်းတာနော်ဂေါရမဘုရားလောင်းကဘယ်ဘုရားလောင်းကိုအရိမေတ္တယဘုရားလောင်းကိုဘာလွှဲတာအာဏာပါဝါလွှဲတဲ့အဲ့ဒီပုံ power transfer ပုံမှာဘောရပုရုမှာရှိတယ်နော်တို့တွေ့ခဲ့ဘူးတယ်ဒါပေမဲ့စတော်ကြီးကတော့ဒီမှာဒါတွေထည့်ရေးမထားဘူးမဟာယာနအိုင်ဒီယာမို့လို့ဒီထည့်ရေးမထားဘူးကဲပြီးပြီဏိကုံးချုပ်ဗရမ ्या ပလဲကံကောပင်ဝဲငါအိမ်မန်စစ်အောင်ဝဲလျ၍ခိစ္ဆာတိလုံးသိမ့်သိမ့်ချုံလျက်ရွှေဖုံးဆိုင်သူပွင့်တော်မူသာသုံးလူသခင်မိတေရှင်ကိုဒီမှာကတော့ကာယံကြည့်ပြီးတော့မိတေးလို့ရေးထားတာပုတ်ရင်းကမိတေးမဟုတ်ဘူးမစ်တေယဟာကြီးမစ်တေယအဲ့ဒီမစ်တေယဆိုတဲ့စလုံးကိုဒီကနေ့ထေရဝါဒမဟာယာနသံဃာတော်ခါများများဒီနာမည်ကိုကိုယ်ပိုင်နာမည်ပြည့်တဲ့အသုံးပြုတာတော်တော်များများရှိတယ်ဘုမာမြေသီရိလင်္ကာကသာတဗေဒစရောကြီးတစ်ပါးသတ္တသံဃာနာတင်တော့ကရန်ကုန်မှာ3နှစ်လောက်နေသွားတယ်အာနန္ဒမိုက်ထရေယဆိုတာကတော့ဆန်စကရစ်တန်လေးနဲ့ရောပြီးတော့ဖတ်တာတကယ်တော့မစ်တေယဆိုတာကပါဠိပြည်ပြီးသားဆန်စကရစ်တန်နဲ့ရောဖတ်ရင်မိုက်ထရေယလို့ဖတ်တယ်အာနန္ဒမိုက်ထရေယဆိုတဲ့ပုဂ္ဂိုလ်တွေတော်များများရှိတယ်အဲ့ဒါလာမဲ့ဘုရားလောင်းရဲ့နာမည်ကိုယူထားတာကဲဒီဘက်ပြန်ဆုံးဗရမ ्या ပလဲကံကောပင်ဝဲငါအိမ်မန်စစ်အောင်ပွဲလျ၍ခေဇာတိလုံးသိမ့်သိမ့်ချုံလျက်ရွှေဖုံးဆိုင်သူပွင့်တော်မူသာသုံးလူသခင်မိတေရှင်ကိုမြဲမြံဖူး၍အထူးကြည်ညိုဘုံရိပ်ခိုသည်မေဖို့နိဗ္ဗာန်ရောက်စေသောဒါနောက်ဆုံးအပြဝေနော်တို့ဘုရားရှိခိုးရတဲ့ဘုရားအကြောင်းလေးလာရတဲ့ဒီကောင်းမှုတွေဘုရားငါးစုပွင့်တော်မူတဲ့နေရာကိုရောက်ရတဲ့ဒီကောင်းမှုတွေကိုမရောက်ရတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်တ
တို့ကုသိုလ်တွေကိုဝေလိုက်ရအောင်ကုသိုလ်ဝေတယ်ဆိုတော့ဂုံသွားတယ်မရှိဘူးဝေလေတိုးလေကဲဆိုမဲအမြဝေမယ်ကျဲကျဲသုံးလို့ထွတ်တာမြတ်တရားနဲ့ရှင်းပါသံဃာအရိယာအားယရနာမှုရွာသွန်းဖြိုးသောကိုးပါး6ဆုံးကိုရဂုံကိုအာယုံအာဂုံကြီးချီကျူးနှုတ်လျာမြူ၍ကြည်နူးဆွဆွရှစ်ခိုးရသည်ပုံညကုသိုလ်အဖို့ကိုလည်းမွေးမိခင်နှင့်ဖခင်ဆရာမိဘနှစ်ပါးရဲ့ဆရာရဲ့နောက်တော့အကျွင်းကြံမရှိပါတော့အောင်မွေးမိခင်နှင့်ဖခင်ဆရာညာတကာကတတ္တဝအမြနတ်တို့အားလည်းရညာပါစေမြပေးဝေသည်ကောင်းထွေပါဒုပါဒုပါဒုခေါ်စေသောကုသိုလ်ဘုရားရှင်ကိုနောက်တော့လိုက်ဆိုတော့ဒီဘောရိပေကြီးအောင်မှာဘုရားပြည့်ပြည့်တယ်နောက်ဘောရိပေအောင်မှာ9ရက်နေပြီးတော့ပြိဿသမုပ္ပါဆင်းရဲတယ်ဒါပထမယေသရဘဒုတိယယေသရဘကြတော့ဟိုအရှိပြောင်းတာကကုန်းလေးပေါ်တက်ပြီးတော့ဘောရိပေကိုမမိတ်သောမျက်စိနဲ့ကြည့်တော်မူသည်9ရက်နော်နောက်ပြီးတော့ဘောရိပေရဲ့ဒီမြောက်ဘက်နာဒီဘုရားကြီးရဲ့မြောက်ဘက်နာမှာဇင်းရံလျှောက်နေတာ9ရက်နောက်ပြီးတော့ဟိုဒီအနောက်မြောက်နားမှာယရနာအိမ်နတ်တွေပါသိပြီးတဲ့ယရနာအိမ်မှာစံပြီးတော့အပြီးတော့မှာ9ညစီးပြန်တော်မူသည်9ရက်နောက်စိတ်ကြောင်းတောင်မင်းအောက်မှာစိတ်ကြောင်းသားတွေနဲ့သွားနေတာ9ရက်စိတ်ကြောင်းသားဘာကြောင်းသားငါတော့ထင်တယ်နွားကြောင်းသားရောသိုးကြောင်းသားရောကျွဲကြောင်းသားရောအကုန်လုံးထင်တာပဲကလားတွေအဲ့ဒါနဲ့ရှေ့ဖို့ရှေ့သူတို့လုတ်ကဲစားတော့ကြတာကိုဒီဘောရိဘေအရှိဘနာအဲ့ဒါကိုအဇပါလခေါ်တယ်ဘာခေါ်လဲအဇပါလအဲ့ဒီစိတ်ကြောင်းသားတွေနဲ့နေတော့မှပုံနာတယောက်ကစိတ်ကြောင်းကြောင့်မင်းအောက်မှာနေတော့ကပုံနာတယောက်ကစိတ်ကြောင်းသားပုံနာနေမှာပေါ့မြတ်စွာဘုရားကိုယ်တော်မြတ်ကိုမေးခွန်းတစ်ခုလာမေးတယ်အရှင်ဘုရားဗျမနပါဠိလိုဗမာပြန်တာအဲ့ဒါကိုပုံနာလို့ဘာသာပြန်ဒါပေမဲ့ပုံနာဘာသာပြန်မပြန်အရေးမကြီးဘူးဗျမနခေါ်တယ်ဘယ်လိုပုဂ္ဂိုလ်ကိုဗျမနခေါ်ပါသလဲမိကုန်းလေးလာမေးတယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကတူတူလေးပြေလိုက်တယ်ဒေါသတဟုံဟုံမထရင်ဗျမနပဲလောဘတဟုံဟုံမထရင်ဗျမနပဲမောဟတဟုံဟုံမထရင်ဗျမနပဲလောဘဒေါသမောဟကင်းရင်ဘာခေါ်ဒါဖြေလိုက်တယ်အဲ့ဒီစိတ်ကြောင့်သာပုံနာကဟုတ်မှာပဲဆိုပြီးတော့စိတ်ပဲဆက်ကြောက်ဟုတ်ပါပဲပါဠိလိုပြောဟူပေးရဟုတ်လောက်တယ်မင်းတို့တွေခုဘောရိမေအောင်ရောက်နေတယ်
ဟုတ်ပါပဲဒီတကူဆိုတော့ပြောနေတာလေဟုတ်ပါပဲဒီလိုနဲ့ပဲပြန်ကြအောင်မလားမပြန်သေးရင်ဆက်စို့ဘုံရောင်ထွန်းတဲ့စွမ်းမှုနေပြင်းငိမ့်တဲ့ချွေရမှန်ပြီဘောရိကြံငန်းရွှေညောင်နှံဝဲထူးဆန်းအံ့လောက်မြေမပေါက်သာရောင်တောက်မနှင်းရွှေပလင်ထက်သဗ္ဗညုတဉာဏ်ကိုရပြီးတတ္တဟရဲ့တတ္တဟဆိုတော့ခொနည်းနော်တတ္တဟရဲ့ဖွဲ့ခွေလျက်ပင်ငြိမ်သက်တင့်တယ်သုံးဆံပဲသည်ဘုံကျွယ်လက်ဥပွဲပေကိုဖယားပြီးပြီးခொနည်းရဲ့ဒီဘောဓိပင်အောက်မှာမြတ်စွာဘုရားအနေကဇာတိသန္တာရနဲ့နေသွားတာဘယ်နှရက်လဲပထမသတ္တဟာပထမယတရဘမတ္တာကဲဒုတိယယတရဘဖတ်မယ်နှစ်ကြိမ်မြောက်ထသတ္တဟာတွင်မာရပယ်လံပလင်ပြန်မှဧကံတူယူယတ္တော်မူလယကြည်ပြူငြိမ်းချမ်းပလင်နံကိုဖြောင်းတန်းစက္ခုစိမ့်စိမ့်ရှုလျက်သုံးလို့ရှင်ပဲပျော်ဆန်းရွှင်သည်ကြည်လင်ညွန်နူးဘွယ်ပေကိုဒုတိယယသဘရကဘယ်မှာလဲအာနိမိတသတ္တဟာအရှိမြောက်ကကုံလေးပေါ်မှာကဲတတိယယသရဘနော်ဆိုမဲ့သုံးချိန်မြောက်ထသတ္တဟာတွင်ဘောဓိပင်မမြောက်ခွေဥဒ္ဒရာစေကြံသာ၌လူလာတုံခောက်ကြွချီလျောက်၍ဘုံတောက်ဖရာပျော်ဆန်းစားသည်တရားစင်ခြင်းလျက်ပေကိုတတိယသတ္တဟာပါစေကမမလေးဝေါကင်းပေါ်လေဘောဓိပင်ကြီးရဲ့မြောက်ဘက်နာအုတ်ခုံလေးတွေတွေ့မှာပေါ့ကြာပွင့်လေးတွေပေါက်ပေါက်နေတာလမ်းလျှောက်နေတာ9ရက်နော်ကဲသတုဒ္ဓသတ္တဟာလေးချိန်မြောက်ထသတ္တဟာတွင်ဘောဓိပင်နှင့်ပလင်ထွန်းတော့အနောက်မြောက်ဝဲယရဏအိတ်ဆိုတာအနောက်မြောက်မှာတယ်ပြီးတော့ကြည့်အောင်အလောက်ဖွယ်ရာယရဏရိမ့်ငိမ့်စံရွှေအိမ်၌ကျင်းငိမ့်ဖန်ခါဗိဓမာကိုမဟာညာနာပါကရဖြင့်ဗုဒ္ဓရှင်ပင်သုံးဆင်ခြင်းသည်ရောင်ရှင်၆ဖြာညီလို့ကိုဘောဓိပင်ရဲ့နောက်မြောက်ကယရဏအိမ်မှာ9ရက်စံနေ၍အဘိဓမ္မာဒေသနာဆင်ញင်တာဒီကိုယ်လုံးကရောင်ကြီးတော်6ပါးထွက်တယ်အဲ့ဒီနေရာလေးသွားပြီးတော့ဥချကဲ9ချိန်မြောက်သတ္တဟာဆို9ချိန်မြောက်ထသတ္တဟာတွင်ဘောဓိပင်မရှေ့ခွင်ပြုတ်ပါဘောဓိပင်ရရှေ့တဲ့နော်ယတိသာဝဲကြီးစွာမြင့်ခေါင်စိတ်ကြောင်းညောင်၌ဘုံခေါင်ပရမေစံပယ်နေသည်
Yodhi Miano Buevigo Say Chaudari Badayaru Yale Baba Maya Yamanazura Balelu Bede Pia Lomada Moa Gay Yamana Belu Pioledo Say Janaga Babiola Oh Babe Now to go so man Chao Jamiao no Chao Jamiao Ta Bada Hare Valin Shui Nyao A shit down neck Mia Yang Lolo Yin Yo Bi Liang Chava Yonyo Pamyo Song Di Mosalinda Aida Pianjin Jive Yewe Mosalinda Sore Baliboga Jive Lo Rive Bout Jive Bout the Yegan or Mosalina I call it. Any idea Nagagula Mosalina Naga Kore Nagaga Bale Jive Yema Kwe Baby or Payada Malu Biora Mohobu Jive Yema Time Bini Payabu Nagaga Queen Bea Babiro Lika Bira Biroma Baby Mobiro Moga Bira Dege Nagayo Payalo Edilu Loyala Naga Kuibo Payatana Dinia Mahogomo Musalinda Aida Pian Jin Jive Yewe Manilu Sui Sambenido Saguga Dijanato Any Ayega Mosalina Jive Alma Yazabaya Tiny Law Nagabala Let's Pame Moli Tambien Don Cha Jinjao Mwe Me Yang Han Babien Pian Leye Shi and the Go Sanga Modi Kaunju the Baro Jagu Now so me Khada Dama Madahare Kona Kumiao Yedabama no Yazabia Bema Nidale Surago Dima Maya Khada Dama Madahare Hori Bema Down Bien Leya Mimia we Raza Yedana Mia Kodwin Lilo Menai Lilo Medi Di Body Vini at Dama Majid Ada Konafumia Yadabama Lilo Meama Maya Nini The Boda Maliga Goda Nino Nova Yamonzo Sonkada Eddie Lilo Menama Babaroya Yusaya Mamananga Yango Obla Baga Larelo Dilo Young Chile Yazabia Goro Miago Nangan Piano Bia less only believe on Yamonzo de Gade Lunaya the Boda Maliga Bia Sambe Shisu Billy Dede Eddie Sambe Shisu Sweetago Matabanare Dilo the Memia Sini Sutara Shiba Edo Bamaleve A sozo Payago Payamandi Pura Bama These are Hola Say Jona Payamandia Eh Alo say Jonalo Pisine By Lupiame Okala Badari Lupiame Yansoleme Khadadama Madaharin Hori Bema Down Bien Leya Mimia Nawe Raza Yerana Mia Kodwin Lilo Benai Babinu Pia Bio Sanzavi Chima Nyando Puelogo Konea Koneli Konenia Sano Mubo Alo Somino Era Shekua To Konaba
ယမြာကိုရှိသွားသလားကြီးညိုစွာလျက်ဝန္ဒနာမာနဂါရဝဖြင့်ဥချညွတ်ကြိုးကျွန်းရှိခိုးသည်ကောင်းကျိုးခသိမ့်ကြွယ်စေသောအားလုံးသုံးချက်ဥချပြီးပါပြီကဲဆိုလာဣဒမေပုံညာဘောရိညာဏတပစ္စယောဟောတုဤကောင်းမှုသည်ဘောရိညာဤအထောက်ပဖြစ်ပါစေသတည်းဤကောင်းမှုကုသိုလ်ဖို့ကိုဘဝများစွာမန္တရာမယနေ့ကြအောင်ဆွေမျိုးမိဘတော်ဆက်ကြသောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားကြားသိပါစေရရှိပါစေအမြဝေကုသိုလ်ဝေစုအရယူ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ကြသည်ဖြစ်ပါစေသတည်းကုသိုလ်Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Buddhaṃ saraṇaṃ gacchāmi Dhammaṃ saraṇaṃ gacchāmi Saṅghaṃ saraṇaṃ gacchāmi Dutiyampi Buddhaṃ saraṇaṃ gacchāmi Dutiyampi Dhammaṃ saraṇaṃ gacchāmi Dutiyampi Saṅghaṃ saraṇaṃ gacchāmi Tatiyampi Buddhaṃ saraṇaṃ gacchāmi Tatiyampi Dhammaṃ saraṇaṃ gacchāmi Tatiyampi Saṅghaṃ saraṇaṃ gacchāmi